ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေဒီနေ့မှာပရိသတ်များလုံးအတွက်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိတာကတော့အောက်လန်းဘိုးတွေနဲ့ချစ်ဒုက္ခများဇာတ်လမ်းပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့ကျွန်တော်တို့အစီအစဉ်ကိုစလိုက်ကြအောင်ပါခင်ဗျာပေပင်ရွာမြောက်ဘက်မှာရှိတဲ့ချောင်းရုံးလေးကိုကူးတန်းသွားတဲ့တရားဘောင်ပေါ်မှာလူတယောက်ထိုင်နေတယ်သူကပြားလဲတဲ့ကောင်းကင်ကိုမော့ကြည့်ပြီးတော့မိုင်းတွင်ငင်းငိုင်လို့နေပါတယ်အဲ့လူကအတန်းချောင်းကောင်းကင်ကိုမော့ကြည့်နေပြီးတဲ့နောက်ခေါင်းကိုဖြင်းချင်းသွားခိုင်းလိုက်ပြီးတော့အတန်ခက်ကျယ်နဲ့ရေရွတ်လိုက်လေတယ်ဆိုသိရဲ့ဆက်တယ်ဆိုပြောတော့ဆိုးဘွားမှာပြောင်းချစ်တာကဟောဒီကပြောင်းနေတဲ့ထိတ်ကလေးကြောင့်ဆိုအခုတော့ထိတ်ပြောင်းလို့မကြိုက်တော့ဘူးလေလားမိန်းမဆိုတာစောင်းလေလိုပဲတိုက်ချင်တဲ့ဘက်ကတိုက်တယ်ဆိုတော့ကိုပြောင်းယုံပြီဟဲ့လူခင်ဗျရိုးစင်ရွာကိုပြောင်းကြီးမလားခင်ဗျကျုပ်တို့ထားပါလိုက်ဘာအော်နေအောင်ရိုးသူမချက်မြင်သူချက်ဗျာဟေ့အောင်ငါဘာကိုချက်ရမှာတော့ကွာဟာခင်ဗျဘေဘီရွာမနလေးဆန်ဘူးကချောင်းထဲမှာငါးဘုံထောင်နေနဲ့ရုံးစင်ရွာမကိုပြောင်အော်နေတဲ့စကားများကိုကြားကြကွက်ကြပြီးတော့အတိတ်ပဲကောက်လွဲကအခုကဲ့သို့တရားဘော်ဒီတက်လာပြီးတော့ကိုပြောင်ကရန်ရှာနေခြင်းဖြစ်ပါတယ်ကိုပြောင်ဒီကသူကြီးပြောင်တဲ့နဖူးကပုတ်လိုက်ပြီးတော့ဒုက္ခပါပဲကွာတဲကွဲနေလို့ချစ်သူနဲ့နီးဆုံးသူ့ရွာတရားမှာလာပြီးတော့ခံစားနေပါတယ်ဆိုနလေးဆန်ဘူးနဲ့မှတဲ့တယ်လားဒိုးနေတယ်မိမတွေကစောင်းလေလိုပဲတိုက်ချင်တဲ့ဘက်ကတိုက်တယ်လို့ပြောတာဟေးလူကိုပြောင်ခမရဗျာပြောလိခဲ့လေခမရမေးမှမရှိဘူးလားဟာခတ်ပြီကွာငါဘာပြောလို့လဲလို့ခမရမိမတွေကြောင့်အဲ့လိုအကျိမပြောနေလေဗျာခမရမဆက်ပြီမဲ့ကြားတဲ့သူတွေရှက်တယ်ဗျာတဲကွဲလို့မသေးချင်ဘူးဆန်ပူးနဲ့တွေ့မှငါချောင်းထဲမှာခုံချခြင်းနေပြီအေးခမရဘာသာမကျေနပ်လို့ချောင်းထဲခုံချကိစ္စမရှိဘူးကျုပ်လာမှုပတ်နေမယ်ဆန်ပူးငါပြောတာကွာမိမဆိုတာမြစ်လိုပဲရှည်တယ်ကျဲတယ်ဟောခမရဗျာမင်းလုံးမငါးပါးတွေမောက်ကိုခွီးထဲမှာပဲကွာမြစ်လိုပဲကောက်တယ်ကြွေတယ်ကိုပြောတာမင်းပလိုင်းကြီးတွေကဟောင်းဟောင်းကြီးပွေနေတာပြီးတော့ငရှိင်းထွက်နေတာမြင်လို့ထွက်ကြမှာဆိုပြောရင်းနဲ့ရောခုံတာဟာကိုပြောင်းမိမအကြောင်းပြောနေနဲ့ဆန်ဘူးလွယ်ထားတဲ့ငါးပလိုင်းထဲမှာအဖုံးဖွေပြီးတော့ငရှိင်းထွက်နေအောင်မြင်ပြီးတော့ပြောမိခြင်းဖြစ်ပါဆန်မှုဒီကစိတ်တူသွားပြီးတော့အတန်ခက်ကြဲကြဲနေပြောဆိုကရွာဘက်ကိုထွက်သွားလေတော့တယ်ရှင်ဦးစရာကိုပြောင်းဆက်မရှိရှောက်ပြောနေဗျာခမရွာလူကြီးနဲ့သွားတိုင်ရမယ်ဟေးကောင်ဆန်မှုနင်းဝင်လေကွာငါပြောတာအဲ့လိုမဟုတ်ဟေးကောင်ခမအဲ့မှာစောင့်နေလိုက်ဟာဟေးဆန်မှုဟေးကောင်ဆန်မှုကိုပြောင်ကပေပင်ရွာတဲကိုလည်းလိုက်မသွားရဲသူနဲ့ပြတ်ဆဲသွားတဲ့အပြိုကြီးစိုးမှုကသူ့ရွာတဲကိုလာပါကသူကြီးမောင်ရင်းများမောင်ဝင်းခွဲများသူကြီးပြောင်နေတဲ့ထိတ်အားရိုက်လို့ခိုင်းမိဘူးချင်းချောက်ထားခြင်းကြောင့်ဖြစ်ပါတယ်ကိုပြောင်တယောက်ဘာလို့ဘာကံမသိဖြစ်နေစဉ်ရွာဘက်စီမှာမောင်ဝင်းတွေတို့တောင်းနေတူဖိုးတွေနဲ့သားတို့ကစံဖို့လမ်းဖယ်ပေးလိုက်ကရိုးသားလေးစီကိုရောက်လာခဲ့ကြရိုးသားစီကိုရောက်တဲ့အခါကိုပြောင်ကိုမရတာနဲ့ဖိုးတွေမှစတယ်ပြီးတော့နှုတ်ဆက်လိုက်လေဟာကိုပြောင်ရွာလဲလားမဟုတ်ဘူးမင်းလူကြီးသားဖိုးတွေမလားအေးလေဗျာမင်းတို့ရွာဆန်ဘူးပေါ့ကွာသူကြားကျင်တာတွေကြားပြီးတော့မင်းအဖေကိုသွားတိုင်မလို့တယ်လုံးမှအလိုလိုမှစိုးလေးကငါမုန်းနေရတဲ့ဒုက္ခပဲကွာခင်ဗျာမအီးဆုံးနေကြိုက်နေပါဘောခုတော့ပြတ်သွားပါပြီကွာဟာဘလို့ပြရတာတော့ဆိုငါဆိုရင်ပဲကြီးပေါ့ကွာမင်းတို့ကလည်းကိုပြောင်းရင်စကားကြောင့်ဖိုးလေးသာမကကြံတဲ့သူများသည်လေကိုပြောင်းရင်စပင်ကိုဝိုင်းကြည့်လာကြပေလူကကိုပြောင်းရင်လက်ကိုဆွဲလိုက်ကခက်ထိုင်လိဗျာထိုင်မှကြည့်လို့ရမှာပေါ့ပြုံးလေးပြောသေးတယ်ထိုင်တော့မထိုင်အေးထိုင်ပါမယ်ကွာထိုင်ပါမယ်မင်းတို့ဆိုတာလေကိုပြောင်တရားပေါ်မှာငုတ်တုတ်ထိုင်ချလိုက်တာနဲ့အားလုံးကသူကြီးစပင်ကိုကြည့်လာကြပြီးတော့အရင်လိုပြောင်းနေရပါပဲဘာလည်းမထူးမင်းတို့မသိဘူးနော်မင်းတို့ရွာလဲငါတန်ကြိုတို့အမြဲလာပါတယ်ကွာဘာကွာသွားတယ်တေချာကြည့်အားလုံးကစဉ်းစားလို့မရပဲဖြစ်နေကြအတန်ညာတဲ့ခါမှာတာကြီးကခေါင်းငိမ့်လိုက်ပြီးဟာကျုပ်သိပြီအေးဘာလို့ပြောခင်ဗျားတို့လည်းဗျာမေးတဲ့ရန်ကိုအရင်ကဒီပြောင်ပေါ်မှာစပင်လေးကိုဘေးကွဲထားတာစပင်နဲလေးကိုအုံးစီလေးရွှဲနေအောင်လိမ့်ပြီးတော့ထိတ်ပြောင်မှာဖိတာလေဗျာဟာဟုတ်တယ်အခုအဲ့ဒါမရှိတော့ပဲတာရဲ့စကားကိုအားလုံးဝိုင်းဝန်းပြီးတော့ထောက်ခံလိုက်ကြကိုပြောင်စီလည်းခေါင်းချင်းပြလိုက်ပြီးတော့ဟုတ်တယ်အဲ့ကောင်လေးပြောတာမှန်တယ်အခုငါ့ကိုစိုးလေးဖြတ်လိုက်တာလေအဲ့ဒါလေးမရှိတော့လို့တဲ့ကွာအဲ့ဒါလေးမရှိတော့လို့တဲ့အခုလုံးဝပြောင်နေလို့ငါမကြိုက်နိုင်တော့ဘူးတဲ့ကွာအချစ်မှာသမင်ဖုတ်ကလေးကအရေးပါသလားကွာမင်းတို့ပြောကြအောင်ဖိုးရဲတို့တွေဘယ်လိုပြောရမှန်းမသိဖြစ်သွားကြအဲ့နောက်သားကကိုပြောင်ရင်ပခုံးကိုဖတ်လိုက်ကကိုပြောင်သားဗျာကျုပ်တို့ရေဦးစုံအောင်သွားမလို့ရေဦးစင်မှာထေးအချိန်မဟုတ်လေထေးရတယ်လို့ပြောတယ်မလားအေးဟုတ်တယ်မိုးရီထန်းတော့မှရတယ်အဲ့လိုထန်းတော့ကျုပ်သိမ့်မသွားရေဝိုတကာတော့ကျုပ်တို့ဓာတ်နဲ့လိုက်ထားတာအဲ့ကောင်တိတ်စိတ်တူတတ်တာကွာသူ့ဘာဦးရှိကြီးလို့မဟုတ်ဘူးအဖရှိကြီးကသူ့ဘာပေါ့အေးလေကွာဒီကောင်တွေကမျိုးနဲ့ရိုးနဲ့ကိုထန်းတော့ပိုင်နေဥစ္စာအဲ့ဒါလည်းအဲ့လိုပဲသွားကြအောင်ဗျာဂျုံနဲ့မောင်ဘိုးတင်တို့ကကိုပြောင်းအောင်ခေါ်ကရေဦးစင်ရွာထန်းတော့ကိုသွားလိုက်ကြပါလိမ့်တော့တယ်မိုးရီထန်းတော့ရောက်တဲ့အခါကိုပြောင်းထန်းထဲကိုဝင်ပြီးတော့ထန်းတော်ပိုင်ရှင်မိုးရီဟာအတန်ခက်ကြဲတဲ့နဲ့စကားဆိုးလိုက်လေတယ်မိုးရီငါတို့ထေးလေးမြူလောက်ချကွာကိုပြောင်ခ
ခမရဒီချင်းပဲထိုင်ရမှာလေလို့မင်းအဖို့မပြောနဲ့မင်းရဲ့ဘယ်ဘေးကထိုင်ရသေးဆိုရင်ငါအကုန်သိတယ်နော်အဲ့ဒီလည်းပါတယ်ကွာချကွာအမီးလည်းအကုန်ချဘယ်သူတွေပါလာလို့မြဘေဘင်ရွာကောင်လေးတွေလေကွာကိုပြောင်းအဲ့လိုပြောပြီးမောင်မိုးထင်တို့နားကိုရောက်လာခဲ့အဲ့တော့သူကထမ်းမြောင်းမှာဖျာခင်းလိုက်ပြီးတော့ထိုင်းတော့ကွာချိန်ဖုတ်ခါမို့တော့ထိုင်းရရှားတယ်ကွာမိုးရီးဆွဲကောင်ငါမို့လို့ရောင်းပေးတာပုံမှန်သူရှားပါလေးတွေသူပဲတောက်တတ်တာကိုပြောင်းတော့တော်ပိုင်တာပဲဗျဒီလိုပါပဲကွာတန်းနေပါဦးမင်းတို့ရွာပါလာလို့တာဥခဲစီလာတာဗျာဒါနဲ့ဟိုစောတော့ခင်ဗျမရှူနိုင်မကယ်နိုင်ဖြစ်နေတာအခုတော့လေကောင်းကြီးပါလားဘာမှဖြစ်သလိုပဲမောင်ဦးဒီမှာကိုပြောင်းအောင်တိတ်ထားကြီးနဲ့ပြောလိုက်ခြင်းဖြစ်ပါအဲ့ကကိုပြောင်းရီကျဲမူရာနဲ့စီကောင်းတာဟိုကွာအသေးခွဲပြောက်စီကတောက်တော့မတော့သေးဘူးအနံလေးနဲ့တင်ပျောက်သွားတာဟိဘာနဲ့မှမရပါဘူးဗျာထကြီးကလာတော့မချသေးဘူးအနံ့တဲ့ပို့ပြီးတော့ဒီပင်လေးတွေမြင်လာတဲ့ကိုပျောက်သွားတယ်ဆိုပါတော့ကွာမင်းတို့ကလေကိုပြောင်းကထမ်းပေမြောက်လန်ကျုံးနေထိုးပြီးတော့ပြောလိုက်ခြင်းဖြစ်ပါမကြတော့ချိန်မှာတော့ကိုမိုးထီးကထေအိုးကင်ပြီးတော့သူတို့စီကိုလှမ်းလာခဲ့လိုက်နာမည်လေးလူမလိုက်ဖက်မနေပဲပူပြက်နဲ့ကိုမိုးထီးကရိုးစင်ရွာမှာတော့စိတ်ကြီးဆုံးဖြစ်ကဒုတ်ပြီးထားပြီးစီခုလဲနာမည်ကျော်သူတအုပ်ဖြစ်ပါတယ်သူကထေအိုးကိုချပေးလိုက်နဲ့မောင်ပွင့်တို့မြင်တာနဲ့မျက်နှာထားတင်းမာသွားပြီးဟဲ့အောင်လေးမင်းတို့ဟိုတော့ပကြီးငုံနဲ့ပါလာကောင်းနေမလားကိုကြီးမိုးထီးကညံတော့ကောင်းသားပဲဗျမင်းတို့ကပါလာလို့တာကိုမိုးထီးကသူ့ဟာမလေးမခန့်လှုပ်ထားတယ်မောင်ပွင့်တို့ကမချင်မနဲ့စကားဆိုလိုက်အဲ့ကကိုပြောင်းကိုမိုးထီးလက်ကိုဆွဲပြီးတော့မောင်မိုးထီးတို့မျက်နှာချင်းဆိုင်မှာထိုင်စေလိုက်ပြီးဟဲ့မိုးထီးဒီကောင်လေးပေးမင်းဟာကွာမင်းကကလေးတွေနဲ့တူပြီးစိတ်ဆိုးနေသေးတယ်ကွာဒီကောင်လေးကျုပ်စော်ကားရတဲ့ကောင်လေးဗျခင်ဗျားပါသီးလို့လေဖြည်းဖြည်းသားကိစ္စတွေပေးလိုက်ပါတော့ကွာမင်းကလည်းဘိုးတွေမင်းတို့လည်းမိုးထီးကိုတောင်းပန်လိုက်ကွာနော်ကိုပြောင်းမလို့ပြောလိုက်ရလိုက်သီးတဲ့မောင်မိုးထီးတို့တောင်းကကိုမိုးထီးကိုပြုံးပြေးကြည့်လိုက်ရင်ကျုပ်တို့တောင်းပန်ပါလေဗျာဟိုကျုပ်တို့ကခင်းလို့စားလိုက်တာပါဟုတ်ပါတယ်ကိုကြီးမိုးထီးဟာဒီကောင်ဘိုးထင်ကဘာယုံရဲ့သားတပည့်ဗျဘာယုံဆိုတာဦးအောင်မြောက်ပြောရလားဟုတ်တယ်အဲ့ကမိုးထီးကခေါင်းငိမ့်လိုက်ပြီးတော့အေးအားဆိုလည်းပြီးတာပဲကွာငါးပါးနဲ့ဦးအောင်မြောက်တော်ခင်ကြတာကွာကဲမင်းတို့လည်းနောက်ဆိုပြောဆိုစင်နေတာကြားလားမင်းတို့ကငါစားစရာယူလာခဲ့ကိုမိုးထီးနဲ့မောင်ဘိုးတင်တို့ကသားစားတာဖြစ်သွားကြမောင်ဘိုးတင်တို့ကပေါင်းသင်းဆက်ဆိုင်ကောင်းပြီးတော့လိုက်သေးသူများဖြစ်တဲ့အတွက်ကိုမိုးထီးနောက်ကိုလိုက်သွားပြီးတော့ကိုမိုးထီးကျုပ်တို့လည်းကူတယ်ပြီးမယ်လေဟာနေမဟုတ်တာမင်းတို့ကသာနေကြစမ်းပါကွာသွားမဟုတ်တာဗျာကျုပ်တို့ကဧည့်သည်မှမဟုတ်တာဟိုလူနှစ်ယောက်လိုလည်းချောင်ခိုပြီးတော့မနေတတ်ဘူးဘေတူးမှသားနေဘိုးတွေတို့ကြည့်ပြီးတော့စကားဆိုလျာကိုမိုးထီးကြောက်သဘောကျသွားရီလိုက်ပြီးတော့မင်းတို့ကောင်တွေကြောင့်သိပြီတကယ်ကောင်တွေပဲပြောလိုက်ရင်ရိုက်ပေါက်ဘာဖြစ်မင်းတို့သဘောကျတယ်ကွာကဲမင်းတို့သဘောကျလို့ငါရထားတယ်ရစ်သားကျွေးမယ်ထမင်းလည်းရှိတယ်ဟုတ်ပြီလားမောင်မင်းတို့တောင်းကချိန်ကလာလေးတွေးမှမင်းကိုမိုးထီးနဲ့အစင်ပြေသွားပြီဖြစ်လေရကိုပြောင်းဒီပဲအံ့ဩနေရပါတယ်လူပူးစိတ်တို့မိုးထီးဟာတင်းမြောင်ပေါင်းနိုင်နဲ့မောင်မင်းတို့ကသဘောကျသွားကြည့်နေမိပါလေတော့လေမောင်မင်းတို့ငါ့ကကိုမိုးထီးထမ်းတော့မှနေပြီးတော့ဘေးမိမဆုံမရှိတဲ့ဦးကဲအိမ်ကိုသွားလိုက်ကြဦးကဲအိမ်ကိုရောက်တဲ့အခါထုံးစံတိုင်းပင်ဦးကဲတယောက်တရားမှာထိုင်ပြီးတော့ဈေးတန်တောက်လို့နေပါတယ်ဦးကဲမောင်မိုးတင်တို့မြင်တာနဲ့ဟေးဘိုးတင်သားတို့ကလာကွာလာပြီဦးကဲတော့အေးစီးပဲဗျာမေးစီပါကွာခုလောမင်းတို့လေးရငါ့အလုပ်တွေတိတ်ခိုင်းတာကွာခုမှပဲနားရတာကွာဘိုင်းလုပ်ခိုင်းလို့များအလုပ်တွေကတော့စုံလို့ကွာဒီသက်ရွယ်ရောက်မှပဲလဲပြန်လုံးမယ်တဲ့မောင်တို့ရမင်းတို့ပဲစဉ်းစားကြည့်တော့ကဲဘလို့ဖြစ်တော့ဦးကဲဘိုးရီမလို့မေးလိုက်ရဦးကဲကတပင်းချက်ကိုချလိုက်ပြီးရွာလူကြီးအိမ်မှာတနင်္သားကလေးတယောက်ရောက်နေတယ်ကွာပြောတာလို့လမ်းမှာချင်းလေးနဲ့ထိပ်ပြီးတော့ပြစ်ထားတာဆိုပဲအဲ့ကလေးကိုမွေးကျင်တဲ့သူမွေးဆိုရွာလူကြီးကပြောထားတာကြီးအဲ့ဒါပဲမင်းလေးကြီးနဲ့ရွာတွေကမတ်ဆုံလုံးတယောက်လူကြတယ်ပေါ့ကွာအဲ့မှာတကြီးကပို့ပြီးတော့စီးပွားကောင်းတဲ့သူစီပေးမယ်ဆိုတာနဲ့ငါ့ကိုအလုပ်တွေဖိခိုင်းတော့တာပဲဟေးဒီတမိုးကုန်ရင်တော့ကလေးကိုဘယ်သူရမလဲဆိုတာသိရမှာပေါ့မင်းလေးကြီးကတော့ကလေးမရခင်တော့စိတ်မကောင်းဖြစ်မှာကွာခုတော့မြာကြီးစီပဲအလုပ်လိုက်သွားလေတပတ်လောက်ကြာမယ်တဲ့လေလိမ့်မဝင်အတော့ကလေးလိုချင်တာပဲအေးပေါ့ကွာမင်းလည်းသိတဲ့အတိုင်းပဲတို့အသက်ရွယ်ရလာတော့ကလေးမရနိုင်တော့လေကွာပြီးတော့မဝင်းမွေးသားခြင်းတဲ့ကလေးချစ်စရာလေးကွာကဲထိုင်အောင်ရင်နွေးချမ်းတောက်ခြင်းအမိကိုပေါ့လှုပ်ကြရည်နော်ရပါတယ်ဗျာကျုပ်တို့ဒီလာသိချင်တာလေးရှိလို့လာလိုက်တာဘာများလဲကွာမင်းတို့ကဦးကဲကဈေးတံလက်မကိုင်းနဲ့မေးမြန်းလိုက်အိုက်ကမောင်မိုးထင်ကဦးကဲကိုတေချာကြည့်လိုက်ပြီးကျုပ်ဖပြောတာကိုကျုပ်မယုံလို့ဦးကဲကိုလာပြီးတော့မေးရတာဆိုသမ်းအောင်မင်းဘာပြောလိုက်လို့ပြောလိုက်တာလုံးမပါဗျာဦးကဲကိုလုံးဝစောက်ချင်မကောင်းတဲ့ကောင်ကြောက်ကူလီကောင်ချောင်းသမားအလကားဆိုင်ကုန်မင်းလေးကြွက်ပြစ်ဟဲ့တော့ငုံပြောတာနည်းနော်မင်းပြောတာများနေလားလို့ဟမ်တကယ်ပြောတာဦးကဲကြောင့်သူမိမမရတာတဲ့ဦးကဲသူရောက်ခိုးသွားဆိုမောင်မိုးနေမလို့မေးလိုက်တဲ့အခါဦးကတပင်းရှည်ကြီးတစ်ချက်ကိုချလိုက်ပြီးအဟောင်းနေအစ်ပြန်မဖြစ်ချင်တော့ပါဘူးကွာဦးကဲမပြောပြလို့တော့မဖြစ်ဘူးနော်ဦးကဲမပြောပြရင်လူုံမာကြီးဖြစ်သွားမှာဟာဘာဆိုင်လို့လဲကွာမင်းတို့ကဟုတ်တယ်လေဗျာအမှန်ဆိုဦးကဲကကျုပ်ပါရီးစားမှာကိုးခဲ့သိဘူးလေအဲ့လိုလုပ်တာကျုပ်ပါဘယ်လောက်တော့ဒုက္ခရောက်ခဲ့ရလဲဦးကဲသိလား
ဟေးဟုတ်ပါတယ်ကွာငါမှားခဲ့ပါတယ်ဒါမဲ့ငါမှရုံမာတဲ့စိတ်တော့တကယ်မရှိခဲ့ပါဘူးကွာမင်းတို့သိကျင်သလားဆိုငါထောက်ဝတီကိုကိုးပြီးတဲ့နောက်ပိုင်းဘာတွေဖြစ်ခဲ့လဲဆိုတာမင်းတို့ပြောပြမယ်ဟုတ်ပြီလားဦးကဲအဲ့လိုပြောလိုက်ရအားလုံးကခေါင်းချင်းပြပြီးတော့နားထောင်အသင့်ဖြစ်နေကြဦးကဲကဈေးတန်းကိုတစ်ချက်ဖွာဆိုင်လိုက်ပြီးတော့လွန်ခဲ့တဲ့အချိန်များစီကအကြောင်းအရာများကိုပြောပြလာခဲ့ပါလိမ့်တော့တယ်ငကဲတယောက်သူမြင်တွေ့လိုက်တဲ့မြင်ကွင်းကြောင့်များစွာစိတ်တို့ဒေါသထွက်ပြီးမြောက်ပင်ရွာကိုထွက်လာခဲ့လေတယ်သူမြင်တွေ့ခဲ့ရသည်ကအနှစ်နှစ်လားလားအရေးတကြီးနဲ့သူချစ်မြတ်နိုးခဲ့ရတဲ့ထက်ဝတီမှာနောက်မှရောက်လာတဲ့ငအုံးဆိုတဲ့ငနဲနဲ့ကုတ်ပြစ်မှာကြည်နူးနေတာကိုမြင်တွေ့လိုက်ခြင်းဖြစ်ပါတယ်ပြုံးရွှေနဲ့သူတို့ညောင်မျက်နှာများကိုကြည့်ကစိတ်ထဲမှာတအုံနှွေးနှွေးဖြစ်လို့နေတယ်အဲလိုတွေးပေါင်းများများစွာပြင်မကျေနပ်စိတ်တို့နဲ့လမ်းလျှောက်နေတဲ့အတွက်သူ၏မျက်နှာချင်းဆိုင်စီမှလမ်းလျှောက်လာသူများကိုသတိမမူမီပဲတိုက်မိသွားလေအတိုက်ခံတဲ့သူဒီလည်းငကဲရရန်လိုတဲ့ကြည့်နဲ့ကြည့်လာပြီးဟေ့အောင်လူတောင်းလာတယ်မမြင်ဘူးလားကွာတောင်းမှမှာကွာငါစိတ်တွေထွေးနေလို့မင်းအဲ့လိုလွယ်လွယ်ပြောလို့ရမှာခွေးမှာသာဟမ်ဘာမင်းကောက်ဆဲတယ်ဟလားဒေါသစိတ်ဖြစ်နေငကဲရသူနဲ့တိုင်းမိတဲ့လူမှဆဲဆိုလိုက်လေငါကဲကြောက်သူဒေါသတို့ကလဲလန်းမှာတိုင်းမိသူပုံချလိုက်ပြီးထိုသူမျက်နှာကိုလက်သီးပြထိုးလိုက်လေထိုးကန်သူမှာတော့တခြားမဟုတ်ဥယျာဉ်ပိုင်းတပည့်ကျွဲကြီးဖြစ်ပါတယ်အဲနောက်မှာတော့ကျွဲကြီးရဲ့ညီကိုများနဲ့ဥယျာဉ်ပိုင်းရှိနေတော့လဲဥယျာဉ်ပိုင်းကကြံသူများကျွဲကြီးမကူညီတားဆီးထားဆိုရင်မြည်သူကမှမကူညီကြလဲလန်းမှာငကဲနဲ့ကျွဲကြီးတို့နှစ်ယောက်ထိုးကျိတ်နေကြငကဲကလင်မြန်ဖြတ်လိုက်သူဖြစ်တာကြောင့်သူ့ထက်ဝေကြီးပြီးတော့လေးကန်နဲ့ကျွဲကြီးရဲ့လက်သီးချက်များကိုရှောင်တိတ်လိုက်ပြီးကျွဲကြီးရဲ့နောက်ကျောဘက်ကိုရောက်သွားကကျွဲကြီးရဲ့လေပင်ကအားကုန်သုံးပြီးတော့ညှစ်ပါလေတော့တယ်ကျွဲကြီးမှလေပင်ညှစ်ခံထားပြီးရုံးကန်နေပါတော့လဲရုံးကန်များဖြစ်နေပြီးတော့မျက်လုံးပြူးလို့လာတယ်အဲ့ချိန်ဥယျာဉ်ပိုင်းမှာကျန်တဲ့တပည့်များကိုဖျံမိစေလိုက်ပြီးတော့ငကဲကိုကြည့်ကစကားဆိုနေတယ်မောင်ရင်ကဥယျာသာဥယျာဉ်ထဲမှာနေတာမဟုတ်လားကွဟုတ်တယ်မင်းတို့ကြည့်ရတာစိတ်ညစ်နေသလိုပဲဘာဖြစ်လာလဲကွာအဲ့ခင်ဗျားလည်းမဆိုင်ပါဘူးဟာမင်းတဲလဲမာရကြီးတာကိုလူမှုပေါင်းသိဆက်ဆံရေးဆိုတာရှိတယ်ငါကောင်ရတချို့ຢာတွေကအဲ့လိုလူမှုပေါင်းသိဆက်ဆံရေးရှိမှာပဲအောင်းနိုင်တာကဲရန်ထမဖြစ်နေတော့ကျွေးမင်းကရင်ရန်စားတာမောင်ရင်တောင်းမှန်လိုက်စမ်းဥယျာဉ်ပိုင်းစကားကြောင့်ကျွေးကမကြေမနက်နဲ့ငါကဲအားဇောင်းငန်းငန်းကြည့်လာကဟဲ့ငါတောင်းမှန်ကျွေးကမကြေမနက်နဲ့တောင်းမှန်တဲ့အကြောင်းဥယျာဉ်ပိုင်းဒီလဲချက်ချင်းဆိုလိုမျက်နှာထားတင်းမာသွားပြီးတော့ကျွေးဘလို့လေသန်းနဲ့ပြောတာမင်းပြန်တောင်းမှန်စမ်းဟုတ်ရဲ့ပါဆရာကြီးကျွေးကရန်ပိုင်းကြောက်ရသူဖြစ်လေရာငကဲမျက်နှာကိုသိထားမကြည့်ပဲကျုပ်တောင်းမှန်ပါလေအဲ့ကငကဲကလက်ကပြလိုက်ပြီးတော့ရတယ်ကျုပ်လည်းမှားတာပဲကျုပ်လည်းပြန်တောင်းမှန်တယ်ငကဲစကားတော့ကျွေးမှကျင်းနေသွားပြီးတော့ရပါတယ်မင်းတတ်တိတော်ရှိသားပဲငါ့မေဒီရွာလူမိုက်မှမသိဘူးလားသိတယ်လေလူချင်းချင်းပဲဟာဘာမှကြောက်စရာရှိလို့ကောင်းတယ်ကွာငါလည်းလို့စိတ်မျိုးရှိတဲ့လူတွေနဲ့မှမိတ်ဆွေဖြစ်ချင်တာမင်းစိတ်ညစ်နေရမလားငေါင်းနဲ့လိုက်ခဲ့ကွာစိတ်ညစ်တာပြေပြောက်သွားစေရမယ်ရပါတယ်ဗျာမင်းလည်းကွာလာစမ်းပါဘာလဲမင်းကငါတို့လူရမသွင်းနေသဘောလားပေါက်ကြဗျာကျုပ်တို့ဘာမှမဟုတ်တဲ့ကောင်အဲ့လိုဖြစ်เสียလားအဲ့ဒါလည်းဘာမှငြင်းမနေနဲ့လိုက်ခဲ့ကွာနော်ဟုတ်တာပဲမောင်ရင်ကလိုက်ခဲ့သားမလားကျွေးပြင်းဥယျာဉ်ပိုင်းမှာခေါ်နေတဲ့ငါကဲကတခြားမိသည့်ရာအောင်မှတွေးတော့နိုင်ခြင်းမရှိတော့ပဲလိုက်ပါသွားလိုက်ပါလေတော့တယ်တောင်ရထဲမှာဖြစ်တော်ညာကြီးမားတဲ့တဲတလုံးစောက်ထားလေတဲအောင်မှာကျွန်းသားပင်ပြုတ်ထားတဲ့တန်ရာစပွဲတလုံးလည်းရှိလေတယ်အဲတဲအောင်မှာတော့သက်40ရွယ်မျိုးသားကြီးတူနဲ့အမျိုးသမီးကြီးတဦးတို့မှာစပွဲပေါ်၌စားသောက်ဖွယ်အားများနဲ့အရက်ပလေးများပြင်ဆင်လို့နေပါတယ်မကြသောချိန်မှာတော့အဲ့နေရာကိုဥယျာဉ်ပိုင်းဥဆောင်နဲ့ကျွဲညီနောင်နဲ့တူငကဲပါလာခဲ့လေဥယျာဉ်ပိုင်းကတဲအောင်မှာအလုံးများနေသူညဝါစကားလန်းဆိုလိုက်မောင်ဝင်းနဲ့မသိန်းတို့ငါလာမယ်ဆိုတာနဲ့လှုပ်တွေများနေလားအော်ဆဲတို့ရောက်လာပြီကြွပါဗျာကြွပါဒါတော့လုံးများတော့ဂယူးဆိုင်ပါဘူးဗျာအေးမင်းသိတဲ့အတိုင်းပဲအိမ်မှာအရက်တောင်းအင်းအားဟာတွေကြိုက်တာမဟုတ်ဘူးလေကွာအဲ့ဒါကြောင့်ပဲမင်းတို့တဲမှာလာတောင်းနေရတာဟေးဒီနေ့တော့ဒိုးတွေနေမဟုတ်အထူးဧည့်သည်တယောက်ပါလာတယ်အဲဝကြေးပါစေနော်ဥယျာဉ်ပိုင်းကငါကဲအားညွန်ပြရင်လည်းအဲ့လိုပြောလိုက်ရဥမောင်ဝင်းကငါကဲအားပြုံးပြီးတော့စကားဆိုလိုက်လေတယ်စိတ်ကြပါဆရာကြီးဒီလေးကအရင်နေ့နဲ့မတူအောင်ပြင်ဆင်ထားတယ်ဆရာကြီးသုံးဆောင်လို့ရပါပြီခင်ဗျာအဲ့ကဥယျာဉ်ပိုင်းအရက်တစ်ခွက်ကိုငှဲ့လိုက်ပြီးတော့သူတို့မျက်နှာချင်းဆိုင်မှာရှိတဲ့ကျွဲကြီးနေတူကက်လျက်ထိုင်နေတဲ့ငကဲကိုကမ်းပေးလိုက်ပြီးတော့မောင်ရင်ဘာတွေခံစားနေရမှတော့ကြုံမသိဘူးဘယ်လိုပဲဖြစ်ဖြစ်ဒါလေးနဲ့စိတ်ညစ်တာဖြေလိုက်ပေါ့ဥယျာဉ်ပိုင်းကမ်းပေးလာတဲ့ရက်ခွက်ကိုငကဲညင်းဆိုခြင်းမရှိပဲယူပြီးတော့မောချလိုက်တော့လေတောင်းတစ်ဝိုက်ခါပြီးတော့ပူစင်းသွားတဲ့အရက်မှာယနေ့မှတောက်လို့ကောင်းနေတောင်ဖြစ်လို့နေပါတယ်ဒါကြောင့်သူကနောက်ထပ်တစ်ခွက်ထပ်ပြီးတော့တောင်းဆိုလိုက်လေတယ်ကျုပ်နောက်တစ်ခွက်လောက်ဗျာရပါတယ်တစ်ခွက်မဟုတ်ကြိုက်တဲ့လောက်သာတောက်အမောက်တောက်ကျွေးလေးကြက်တော်ပေးလိုက်အောင်လေကွာဥယျာဉ်ပိုင်းကသူကိုယ်တိုင်ရက်ခွက်ကိုငှဲ့ပေးနေတပည့်ဖြစ်သူအားလို့ပြောလိုက်ခြင်းဖြစ်ပါတယ်ငကဲဒီလည်းရက်တောက်လိုက်မီးစားလိုက်နေရီဝေဖြစ်လာချိန်မှာတော့အာသွက်ရှာသွက်ဖြစ်လာပြီးတော့ရင်တွင်းခံစားနေတဲ့စကားများကိုပြောပြလာပါလိမ့်တော့တယ်ဦးကြီးတို့ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာကျုပ်ကြိုက်နေကောင်းပါလိတယောက်ရှိကျုပ်တို့ဟိုနှစ်ပေါင်းများသွားတယ်ကြိုက်ခဲ့တာဗျာကြိုက်တာလို့ပြောတမျိုးကြီးဗျာချစ်တာကျုပ်သူ့ချစ်တာဟုတ်ပြီခုကဘာဖြစ်လို့တော့
သူကဗျာမနေ့တနေ့မှရောက်လာတဲ့ကောင်တွေကြိုက်နေတယ်ခင်ဗျားတို့ပဲစဉ်းစားကြည့်တော့ဦးကြီးမောင်ရင်ကိုသိပါတယ်မောင်ရင်ကဥရစာရဲ့တပည့်မလားဟုတ်တယ်ကျုပ်ကြိုက်တယ်ဆိုတော့ဆရာကြီးရဲ့သမီးကိုလေဗျာအဲ့ဒါဆိုမောင်ရင်ဘယ်လိုလုပ်မလဲဒီတိုင်းရှုံးပေးလိုက်တော့မှာလားကျုပ်မှပြန်မကြိုက်တာဗျာကျုပ်ဘာလို့လို့ရမှာလဲကျုပ်ကြားတာတော့ဥရစာအောက်လန်းဆရာကြီးလို့ပြောတယ်နော်မောင်ရင်ကပညာတွေဘာတွေတက်ကျုပ်တို့အချင်းချင်းတွေပဲပြောပြလိုက်ရရင်ပြောပြစမ်းပါရမူးနေသည်ကတကြောင်ထိုးပြင်ရင်ထဲမှာခံစားနေရသည်များကိုရင်ဖွင့်လို့သည်ကတကြောင်မလို့အမှန်တိုင်းပြောပြလိုက်လေဟုတ်တယ်ကျုပ်လည်းပညာတတ်တယ်ဘီယာစီရင်ကိုအဓိကတက်မြောက်မောင်ရင်အဲ့လောက်တော့ပညာကောင်းတာကိုတက်ပြီးတော့ခုလိုဘာလို့ဒုက္ခခံနေရုံပါလဲမောင်ရင်တို့စီရောက်လာတဲ့ကောင်ရေဦးစင်ရွာဘက်ကလာတာမဟုတ်လားဟုတ်တယ်ဥရသူ့ကိုသိတာလူချင်းတော့မသိပါဘူးကဲမောင်ရင်ကရေစီတိုက်ပြီးတော့ရေငတ်နေတာပဲဥယဘောက်ဆွလို့တာလဲဗျာငါကမေးလိုက်တယ်အဲ့ကရိုင်ပိုင်းတစ်ချက်ပြုံးလိုက်ပြီးတော့ဦးပြောချင်တာကွာမောင်ရင်ကဘီယာအတက်လေတက်ကျွမ်းနေလေပြောသေးတယ်ကိုသဘောကျတဲ့ကောင်မလေးတခြားတယောက်တော့ပါသွားမှာစိုးအိမ်နေရတယ်လို့ကွာဦးဆိုလိုတာကျုပ်သူ့ပြင်နာနဲ့ပြူစားမယ်လို့ပြောတာလားအေးလေကွာချင်းတဲ့စစ်မှာမတရားဘူးဆိုတာမရှိပါဘူးဦးရမိုင်းစကားဆုံးတာနဲ့ငါကဲကအတန်းချောင်းစဉ်းစားနေလိုက်ပြီးတော့ခေါင်းခါရမ်းလိုက်ကဟာအဲ့လိုလို့မဖြစ်သေးပါဘူးဗျာဘာလို့လဲဆိုကျုပ်ဆရာကြီးနဲ့ထက်ဝရီကတော်လေးယုံကြည်ထားတာဗျာကျုပ်သူတို့ဘောအဲ့လိုမလုပ်ဘူးဗျာငါကဲကမူးနေကြမှာအဲ့လိုပြောတဲ့အခါသူ့နဘေးမှာထိုင်နေတဲ့ကျွဲကြီးမှာအရက်တစ်ခွက်ကိုမောတောက်လိုက်ပြီးတဲ့နောက်စကားဆိုလိုက်လေမင်းကသိပြီးရိုးတာဟုတ်ကွာခင်ဗျဘာလို့ဆိုလို့တာလဲမင်းတို့စီကိုရောက်နေတဲ့ကောင်ဒိုင်ယာရီနဲ့ရောက်လာမလားဟုတ်တယ်ငါအောင်ကစောက်ခါသာဒိုင်ယာရီနဲ့အေးမင်းအဲ့ဒိုင်ယာရီဘယ်လိုလုပ်ရလဲဆိုတာသိလားခင်ဗျလှုပ်လိုက်တာဆိုငါတို့အကြောင်းမရှိပဲလှုပ်ပါမလားကွာဒီကောင်လူရှုပ်လူဝေတယောက်ကွာတခြားရွာတွေမှာလည်းမိန်းလေးတွေဖြတ်စီးပြီးတော့ထားခဲ့တာအေးအဲ့ဒါမှငါတို့ကလှုပ်လိုက်ရတာအစာကလေးကပင်ငါအောင်ကအမြင်မကြည့်သူဖြစ်လေရာကျွဲကြီးစကားကိုအမှန်ဦးသာယူဆလိုက်လေငါကဲကရဲတစ်ခွက်ကိုတောက်လိုက်ပြီးတဲ့နောက်ကျုပ်ထင်တော့ထင်တယ်ဗျာဒီကောင်ကပလီပလာကောင်ဆိုတာကျုပ်ချစ်တဲ့သူတော့အဲ့လိုဖြစ်မှခံနိုင်ဘူးငေါလဲတော့ပြောတာဗောမင်းလည်းခုမှခင်ရတယ်ဆိုမဲ့ကွာကိုညီကိုလိုခင်လို့ပြောပြမင်းကြိုက်တဲ့ကောင်မလေးကိုလူရှုပ်လူပွေနောက်ထဲမလားမင်းမဲယူမလားမင်းစဉ်းစားဗောကျွဲရဲ့မေးကိုငါကဲချက်ချင်းပြန်မဖြေနိုင်အဲ့တော့သူကတပ်ပင်းတစ်ချက်ကိုလေးဖင်းသွားပြန်ချလိုက်ပြီးကျုပ်စဉ်းစားလိုက်အောင်မဗျာတကယ်လို့ကျုပ်ကူညီလို့တော့ခင်ဗျားတို့ကူညီပေးကြပါဦးစိတ်ချလိုက်စမ်းပါကွာဒိုးဆရာကြီးကိုယ်တိုင်တော့လိုလားပြောနေတာအဲ့တော့ကတော့မင်းဘာပူမနေနဲ့ဟုတ်ပြီလားအဲ့ဆိုကျုပ်ပြန်လိုက်အောင်မဗျာမောင်းရင်ချက်ချင်းပြန်တော့မလို့လားကွယ်ကျုပ်ကအဲ့လိုပဲစိတ်မြန်ကိုမြန်ကောင်းပြီလေပြန်ကျင်သွားဆိုလဲပြန်တော့ပေါ့တခုတော့ရှိတယ်နော်ကူညီလိုအပ်ရင်တော့ကျုပ်ဝင်မောင်းရင်သိတယ်မလားချိန်မျိုးလာခဲ့လိုက်နော်သဘောကောင်းတဲ့ဥယျာဉ်ပိုင်းငါကဲကပြုံးပြလိုက်ပြီးတော့ခေါင်းချင်းကသူတို့ကကြောခိုင်းလို့ထွက်ခွာသွားလိုက်နောက်မှကြိုင်ခဲ့တဲ့ဥယျာဉ်ပိုင်းအပြုံးကိုတော့ဖြင့်ငါကဲတယောက်တွေးမြင်နိုင်ခြင်းမရှိပါလေတော့ပြီဝရီငါ့ဘာခိုင်းမလဲဘာမခိုင်းပါဘူးဝရီကိုကြည့်ရတာမှားနေရဘာဖြစ်လို့လဲဟိုကောင်ငုံပြန်သွားလို့လားကိုပြမထိုင်ပြီးတော့မိုင်းနဲ့ထောက်ပရီယာငါကဲမှမေးလိုက်ခြင်းဖြစ်ပါသူမမိသည့်စကားမှပြန်ပြောပဲတိတ်ဆိတ်စွာနေနေတဲ့ဖြင့်ငါကဲရဲ့စကားကိုဝန်ခံတဲ့သဘောတက်ရောက်နေတယ်အဲ့ဟာငါကဲကသူမနဲ့မလိုက်မကမ်းမှဝင်ထိုင်လိုက်ပြီးဝရီငါနဲ့ပြောစရာရှိတယ်ပြောလေကိုကဲနင်းနဲ့ငုံကြိုက်နေကြပြီလားငါကဲစကားထောက်ဝရီမှာခေါင်းလေးနှိမ့်ပြပြီးတော့ဖြေပေးလာသူမတို့ညောက်ချစ်ကြိုက်နေတာကိုတီးနေပြီးဖြစ်တော့လဲယခုချစ်ရသူမကိုယ်တိုင်ဖြေပေးလာတဲ့အခါငါကဲတယောက်လွန်စွာမှစိတ်နှလုံးထိခိုက်ကြေကွဲသွားလေငါကဲဒီကသူဤစိတ်မှာဖြစ်တည်နေမကျင်တဲ့စိတ်တို့မျိုးသိပြီးတော့အတန်ခတ်အေးနဲ့စကားဆိုလိုက်ဝရီငါသတင်းကြတော့ငါအုံးဆွဲကောင်ကောင်းတဲ့ကောင်မဟုတ်တော့လူရှုပ်လူပွေတဲ့ကတခြားရွာတွေမှာလည်းကြီးစားထားပြီးတော့ကောင်မလေးတွေဖြက်စီးခဲ့တာလေတော်တော့ကိုကဲယောက်ျားတယောက်ဖြစ်ပြီးတော့သူများတင်းပြောတာမရှက်ဘူးလားဘာငါတင်းပြောတာဟဲ့လားဟုတ်တယ်လေရှက်ကိုမကောင်းတောင်ပြောပြီးတော့ကျုပ်ကုန်းနဲ့ပြန့်အောင်လုပ်နေရမလားအလက်ကားကြောင်းတော့ကြွတ်တခိုးဝရီနင်ဘယ်လိုပြောလိုက်တာလဲငါနေတို့အိမ်မှာနေတာပဲကြားလာပြီငါနေပေါ်ဘယ်တော့အခွေးယူခဲ့ဘူးလို့လဲဟာကျုပ်ကမှအခွေးမပေးတာလေတော်တဲ့ဟာနင်သိတ်ထင်သေးလို့နေပြီနော်နင်ငါအကြောင်းသိစေရမယ်ငါကဲလို့ပြောပြီးကိုပြစ်မှထားထွက်သွားလိုက်လေအဲ့ခါမှထဝရီကသူမရဲ့စိတ်ကိုလျှော့လိုက်ပြီးခေါင်းကိုတာယာခါရမ်းပြီးညမလာတော့အချိန်မှာတော့သူမရဲ့ဖခင်ဖြစ်သူရောက်ရှိလာပြီးထဝရီငါသမီးငါကဲကိုပြောလိုက်တာတော်တော်လွန်နေတော့သူကကိုယ်အကြောင်းမကောင်းပြောတာဘူးသူနေနေလဲသမီးပေါ်စိုးရင်စိတ်ရှိလို့ပြောတာနေမှာပေါ့ပြောမဲတာပြောတာသမီးရောအဖကငါအုံးရဲ့အကြောင်းဆုံးမသိကြဘူးလေတယောက်ကငါကဲကိုပြောလိုက်လို့သမီးကိုသူသတိပေးတာလေဖြစ်နိုင်တာပဲဘာဖြစ်အဖရာကိုယ်အကြောင်းမကောင်းပြောလိုက်တော့သမီးလုံးဝသီးမခံနိုင်ဘူးသမီးပြသူရဲ့ပြတ်သားတဲ့စကားကြောင့်ဥရစာစီလဲနောက်ထပ်မြည်သည့်စကားမှမပြောတော့ပဲသူ၏အိမ်လေးစီကိုသာထွက်သွားလိုက်ပါလေတော့တယ်ငကဲတယောက်မကျင်မနှက်နဲ့မြောက်ပြင်မှာရှိဥယျာဉ်ပိုင်းအိမ်ကိုရောက်လာခဲ့ဥယျာဉ်ပိုင်းကအိမ်အောင်မှထိုင်ပြီးတော့ရင်နွေးချမ်းတောင်းနေမှာငကဲကိုမြင်လာနဲ့
ပြုံးပြီးတော့နှုတ်ဆက်လိုက်ပြီးတော့အဲဝပြုတ်လေတယ်ဟာမောင်ရင်လာဒီမှာရေရင်းနဲ့ဆက်သားတောက်ဖို့လေးမြည်လိုက်အောင်မတောက်ချင်တော့ဗျာမောင်ကြီးရတာစိတ်တော်ညစ်နေပုံမှန်ဟုတ်တယ်ကျုပ်စိတ်ညစ်နေကျုပ်စီအောင်သူအကောင်းမမြင်ဘူးဗျာကျုပ်ဘယ်လိုလုပ်ရမလဲဥယျာဉ်လာပြီးတော့တိုင်မင်လားအဲ့ဒါကောင်းတယ်ဥယျာဉ်အသက်ကြီးပြီမဲ့လူငယ်တွေစိတ်နေသဘောထားကိုပိုနားလေတယ်ကွာမင်းဥယျာဉ်ကူညီလာတောင်းလိုက်တာမှန်တယ်ပြောဗျာကျုပ်ဘာလို့ရမလဲဆိုတာပြောမောင်ရင်ဟာလွယ်နေတာကိုကတ်နေပြန်မကောမင်းမှတတ်တဲ့ပညာနဲ့ပြူစားပြီးတော့ခိုးပြေးလိုက်ပေါ့ကွာဟိုအဲ့လိုရကောင်းမှာမလားဗျာမောင်ရင်ပြောပြီးပါကောအချင်းနဲ့အစ်မှာမတရားတာမရှိဘူးလို့မောင်ရင်ဒီကလောက်ရမှာကသူ့ကိုပိုင်ဆိုင်ရဖို့ပဲဘယ်လိုနီးနေပဲပိုင်ဆိုင်ရကွာတကယ်လို့မောင်ရင်လက်လွတ်လိုက်ရင်သူကတခြားတကောင်ရင်ဝင်ထဲကိုရောက်သွားမှာနော်အဲ့ဒါမောင်ရင်ပို့ပြီးတော့ခံစားနေရမယ်ငါကဥယျာဉ်မိုင်ပြောတဲ့စကားများကိုသေချာနားထောင်ပြီးတဲ့နောက်အတန်ကြာတဲ့ဒီစဉ်းစားလို့နေပါလေတကယ်လို့သာထက်ဝရီကငုံနေရသွားမယ်ဆိုရင်သူ့အနေဖြင့်မိသုံးမှာခံစားနိုင်ပြီမဟုတ်ပြီဒါကြောင့်သူကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးတော့ကျုပ်တို့ပြာသိခတ်ပြီးတော့ခိုးပေးမယ်ဗျာဒါပေမဲ့ကျုပ်မှငွေမရှိဘူးဟာငါလည်းလူငယ်ဘဝကနေလူကြီးဖြစ်လာတာပါကွာဒါတွေနားလဲပါတယ်မိဝိုင်းနေမေငွေတော့ယူခဲ့ပါအောင်လို့ပြောလိုက်ဟာဥယျာဉ်မိုင်စကားဆုံးတာနဲ့ဇနီးတဲ့နဲ့တူသမီးဖြစ်သူတို့မှာငွေစက်ကူတုပ်ကိုယူလာပေးလေတယ်သူမတို့ယူလာတဲ့ငွေများဥယျာဉ်ပိုင်းမှာယူလိုက်ပြီးတဲ့နောက်ငကဲကြီးလက်ထဲကိုထည့်လိုက်ကမောင်ရင်ဒီငွေတွေပြန်ပေးကြမလို့ဘူးကျုံမင်းတို့ကလက်ဖွဲ့လို့သဘောထားဟုတ်ပြီလားဟောငွေတွေကအများကြီးပဲဗျာမများပါဘူးမင်းတို့ညောင်ရင်းနှီးစားတောက်ဖို့အတွက်ဆိုလေလိုတောင်းလိုနေအောင်မယ်ကဲမောင်ရင်ဘယ်ကိုသွားမယ်စိတ်ကူးထားလေကျုပ်စဉ်းစားထားတော့ဆရာကြီးတို့လည်းလိုက်မလာနိုင်တော့တဲ့အောက်ပြည်ဘက်ကိုသွားမှထင်တယ်အေးကောင်းတယ်ကဲပြင်ဆင်စားတွေရှိတယ်မလားသွားပြင်ဆင်လိုက်အောင်သွားဟုတ်ကဲ့ဦးဒါဆိုကျုပ်သွားပြီနော်နောက်များမှပဲဒီဘက်ကိုပြန်လာပြီးမှကျုပ်ဦးရဲ့ကျေးဇူးကိုပြန်ဆက်ပါမယ်ငကဲဦးရမိုင်နှုတ်ဆက်ပြီးတော့သူအိမ်ဝိုင်းထဲမှာထွက်သွားလေတယ်သူထွက်သွားတဲ့အခါမှာဇနီးဖြစ်သူနဲ့သမီးဖြစ်သူတို့ကတရားမှဝင်ထိုင်လိုက်ပြီးတော့သမီးဖြစ်သူမိဝိုင်းမှာစတင်ပြီးစကားဆိုလာလေတယ်အဖဘာလို့မြောက်ပြီးလိုက်ရတာလဲထပ်ပြီးတနာပါလေနင်သူ့ကိုသိတယ်လားသိတာပေါ့သမီးနဲ့မေယူကောပြောရှိတယ်အဲ့ကလေးမငါထမ်းတော့ဝင်မဲ့ကိစ္စကိုနှောက်ယှက်နေတာအားကြောင့်ပဲအခုလိုလှုပ်လိုက်ရတာအဖရဲ့အဲ့လိုတော့မဖြစ်သင့်ပါဘူးမိဝိုင်းကားလို့ပြောပြီးတော့အိမ်မော်ပြန်တက်သွားဒေါ်တင်ကြည်ဒီလဲဥယျာဉ်ပိုင်ကိုကြည့်လိုက်ပြီးတော့ဟုတ်တယ်ကိုရန်ပိုင်ရှင်ကိုကောင်လေးကိုမြောက်မပေးသင့်ဘူးနင်တို့ကတစ်ဖက်တော့ပဲတွေးတာဟာအိုင်ကောင်လေးဘလောက်ခံစားနေရလဲနင်တို့မသိဘူးမလားအေးပေါ့နင်တို့ကလူတရနဲ့ဘဝမှာနေခဲ့ဘူးတော့အဲ့ခံစားချက်တွေဘယ်နားလဲမှာလဲဥယျာဉ်ပိုင်အဲ့လိုပြန်ပြောလိုက်ပြီးတဲ့နောက်ဒေါ်တင်ကြီးရဲ့ခုံးလုံးပြန်စကားကိုမစောင့်တော့ပဲရွာထဲကိုထွက်သွားလိုက်ပါလေတော့တယ်ငကဲလက်မောင်းကိုတင်းကျပ်စွာဖတ်ထားသူမှာထဝရီပင်ဖြစ်ပါတယ်ငကဲကသူတက်မြောက်ထားကျွမ်းကျင်ထားတဲ့ပညာရက်နဲ့ထဝရီကိုလွယ်လင်းတစ်ခုပြူစားလိုက်ပြီးတဲ့နောက်အခုတနေ့တကြီးကိုခိုးပြေးလာခြင်းဖြစ်ပါတယ်တမန်လေးပေါ်မှာလိုက်ပါလာကြသူများကထဝရီမှငကဲကအရေးတကြီးနေဖြစ်နေတာကိုမြင်၍မြင်မြင်ကတဲ့အထိငကဲကအချစ်ပိုနေတယ်ကိုကဲအဘောက်လိုက်မလာနိုင်တော့ပါဘူးနော်မလိုက်နိုင်ပါဘူးရဲ့ဝရီကတော့လေကိုကဲနဲ့သာခွဲရတော့တေးမှာပဲသိလားကိုကဲကဘယ်တော့မှဝရီကိုခွဲမသွားဘူးနော်စိတ်ချမကြသောချိန်မှာတမန်လေးကလေးကတန်ဃာရွာလေးရွာကိုစိုက်ကပ်လာခဲ့ရေပင်ကြဲကြဲအိုပင်ကောင်းစွာမမြင်မှုကြတဲ့ငကဲနဲ့ထဝရီတို့ဖို့ယခုလိုရေပင်ကျဲကန်းဆက်နားရှိရွာလေးကိုရောက်တဲ့အခါမြင်သမျှကအထူးဆန်းဖြစ်လို့နေပါလေဘဲကနေဘလို့စားတီမလို့ဘွားကိုရုံးကန်မိမှမသိတဲ့ငကဲဖို့ရောင်ချာချာဖြစ်လို့နေတယ်အဲနောက်သူတို့ကတန်ဃာရွာလေးရဲ့ရွာကြီးအိမ်ကိုမေးဆိုင်ပြီးတော့သွားလိုက်ကြငါးဖမ်းပိုက်များကိုနေလန်းထားပြီးတော့ငါးများကိုခွဲကစေမမာလန်းထားတဲ့အိမ်မှာရွာလူကြီးအိမ်ဖြစ်ပါတယ်တန်ဃာရွာဖြစ်တဲ့အလျောက်ရွာလူကြီးကိုယ်တိုင်လည်းတန်ဃာသိတူဖြစ်သူတို့ညောင်ငါးပါးရာရှင်းလင်းတဲ့ရွာလူကြီးနားကိုသွားပြီးတော့ဦးကြီးရွာကြီးနဲ့တွေ့ကြလို့ပါကျုပ်ကရွာကြီးပဲမောင်ရင်တို့ကဘယ်သူတွေလဲကျုပ်တို့ကအထက်ဘက်ကလာခဲ့တာပါဟိုဒီမှာအခြေချနေလို့အော်အေးငါဘာကူညီပေးရမလဲကျုပ်တို့နေဖို့အိမ်လေးငှားခြင်းလို့ပါအေးအဲ့ဆိုတော့ဟန်ကြတာပဲငါတူမောင်တယောက်အိမ်လွတ်နေတာရှိတယ်ဒီကောင်ငါ့အိမ်မှာပဲအလုပ်လုပ်တာလေမိုးဆန်ဟေးမိုးဆန်လာအောင်ကရွာသူကြီးကအိမ်လေးကိုကြီးကခေါ်လိုက်တာနဲ့ငကဲတဲ့အနှဲငယ်ငယ်ပုံရတဲ့လူရဲ့တယောက်အိမ်လေးပေါ်မှာဆင်းလာသူကတကြီးနားကိုရောက်လာပြီးတော့လေးဘာခိုင်းမလို့လဲငကဲနေထဝရီကရွာကြီးမှာမျိုးသားကြီးဖြစ်ပေမဲ့လေးလေးကိုခေါ်တာကြောင့်အန်အောလို့နေတယ်သူတို့ရဲ့ဒေသမှာတော့မိခင်သုံးမဟုတ်ဖခင်ညမဒေါ်လေးများကိုသာလေးလေးကိုခေါ်သည်မဟုတ်ပါလားအဲနောက်တကြီးကသူဤတူဖြစ်သူကိုကြည့်ကသူတို့နှစ်ယောက်ကိုမင်းငားလိုက်မလို့အဲ့ဒါမင်းလက်ခံမလားအော်လက်ခံတာပေါ့ဗျာဟေးအားဆိုလည်းပြီးတာပဲကွာကဲမိုးဆန်မင်းသူတို့နှစ်ယောက်မင်းခေါ်သွားလိုက်လိုအပ်တာကူညီပေးလိုက်ကြားလားတကြီးမသူဤတူကိုအဲ့လိုပြောလိုက်ပြီးတဲ့နောက်ငကဲတို့ကြည့်လာပြီးကဲမောင်ရင်တို့သူ့နောက်ကိုလိုက်သွားလိုက်ကြအိမ်ငါကတော့တင်းတို့သာပေးပေါ့လွဲတာရှိရင်ကျုံရင်လာခဲ့ကြကြားလားကျေးဇူးတင်ပါတကြီးရဲ့အဲ့လိုနဲ့ငကဲတို့နှစ်ယောက်ဘွားအစကအစင်ပြေသည်ဟုဆိုရပေမယ့်မိုးဆန်ကရွာဤအစွန်ကန်းဆက်နေနီးတဲ့အုံးမများကြားမှာသူ၏အိမ်လေးစီကိုငကဲရလိုက်ပို့ပေးအိမ်လေးမှာနေချင်းစွယ်ဖြစ်ပြီးတော့ဒဏီမိုးထရန်ကအိမ်လေးဖြစ်ပါတယ်
မိုးဆန်သေးတဲ့သဘောကောင်းတဲ့လူရွယ်လေးတယောက်ဖြစ်ရာအိုးခွက်ပကံခွဲရောက်များကိုအသုံးပြုဖို့အတွက်ခွင့်ပြုပေးလေတယ်အကိုတို့ကျွန်တော်ညီမပကံခွဲရောက်ပြည့်စုံရှိတယ်အကိုလည်းဘာမှပါမလားယူသုံးပြန်နော်ဈေးကတော့ဟိုတန်ပန်စိမ့်မှာ900ဈေးရှိငါးစားခြင်းနဲ့ဆိုရင်တော့ကျုပ်လေးတကြီးရုံသာလာခဲ့လိုက်ဗျာမပူနဲ့ကျုပ်လည်းလာဖို့ပေးအောင်မယ်ကျေးဇူးတင်လိုက်တာကိုမိုးဆန်ရပါတယ်ဗျာမိုးဆန်လို့ပြောပြီးဘေးများကိုလမ်းရောက်ပြီးတော့စကားဆိုလိုက်တို့ရစေကျုံမှာကျုံမိတ်ဆွေကိုထားထားရင်တော့လွယ်တာကူညီပေးလိုက်ပါဦးအေးမိုးဆန်ထမင်းချက်နေလို့ပြီးမှလာခဲ့မယ်ဒါနဲ့ခင်ဗျားနာမည်ကဟိုကျုံနာမည်ငါကဲတဲ့ဒါကျုံမိမထပ်ဝတီပါကဲကိုကဲတွေအဲ့အိမ်ဘက်ကဒေါ်ကြီးကိုလည်းလွယ်တာပြောလို့ရတယ်အာမနာနဲ့ဒါဆိုကျွန်တော်ပြန်လိုက်အောင်မယ်ဗျာမိုးဆန်မှာတို့ဟာအိမ်လေးစီကိုလိုက်ဖို့ပြီးဒီနောက်ပြန်သွားခဲ့လေတယ်သူပြန်သွားတဲ့အခါထပ်ဝတီကအုံးမင်းများကြားမှာမြင်နေရတဲ့ကန်းဆက်ကိုကြည့်ရင်ငါကဲပကုံးလေးကိုမှီပြီးတော့စကားဆိုလေတယ်ကိုကဲဝတီတော့တိတ်ပြောတာပဲခုလိုညောင်လေးအေးချမ်းလေးနေရမှာတကယ်ပြောတာကိုကဲမပြောဘူးလားဟင်ပြောပါလေကိုကဲတန်လည်းစိမ့်ပါတယ်လို့ကြီးအဲ့ကငါကဲကထပ်ဝတီကပွေးဖြတ်လိုက်ပြီးတော့ပြောတာဗောကိုချစ်တဲ့သူနဲ့တူတူနေရတော့ဘယ်သူမှပြောပဲနေမှာလေတို့နဲ့ငါကဲနဲ့ထပ်ဝတီတို့ကတို့နေထိုင်ပြီးအိမ်လေးကိုကြောပေးကကန်းဆက်ကြီးကိုကြီးနဲ့တယောက်နဲ့တယောက်ဖတ်ထားလိုက်ကြပါလေတော့လေငါကဲတယောက်ကျုံးမြောက်ဆိုတဲ့တငါရွာလေးကိုရောက်လာပြီးတလားကြာမှမိုးဆန်တို့နဲ့တူငါးဖမ်းခြင်းလုပ်ကိုလောက်ကင်လေတယ်ကျဲတိမ်ပြီးတော့အကြောင်းလည်းမရှိငါကဲကရေကူးခြင်းနဲ့ငါးဖမ်းခြင်းကိုချိန်ခဏလေးတွင်းမြင်တက်မြောက်သွားလေရာရွာကြီးတင်မဟုတ်ငါးဖမ်းလိုက်တဲ့လေကြီးကပါချီးကျူးကြလေကုညီအိုင်းမင်းတက်ပြီးတော့ဖော်ရီပွင်လေးနဲ့သူဟာဘဝတူငါးသမားများနဲ့ရွာထဲမှာလူများကလည်းချိန်ခဏလေးတွင်းမှပဲခင်မင်သွားကြလေအခုငကဲနေသူကြီးလုံးဖော်ကိုင်းမများကလေပေါ်မှာထမင်းစားနေနဲ့စကားဆွေးပြောကြလေကိုကဲခမမိမငါပြောက်တော်လေးချစ်တာပဲဗျကန်ကောင်းလိုက်တာဗျာဟုတ်တယ်ငကဲမိမငကဲကိုချစ်ပုံကပြောမနေနဲ့တော့ကွာဟိုနေ့ကကန်းဆက်မှာလှေမောက်တယ်ကြားနေငါကောင်ကြီးနေဘူးရဲ့ကန်းဆက်ကိုပြေးလာငါတားကျင်တော့မရလိုက်ဘူးဟုတ်ပါဗျာကိုကဲများမိမချစ်အောင်ဘာအစေးများမိဝဲတာလည်းမသိဘူးဈေးကောင်းများရှိမသာအောင်ဗျာအင်းကမိမကြုံမြင်တာနဲ့ဓမ္မတိုးနဲ့ခုံမတကယ်လုံနေလို့လုံသားတဲ့စကားကြောင့်ငကဲတွေးဝေသွားရအချိန်အပြင်၄လခန့်ကြာမင်းနေဖြစ်ပါတယ်အိမ်မြောက်တဲ့အချိန်တိုင်းစိတ်ချမ်းမရသည်ဆိုပေမဲ့တန်ဖတ်ပေးထားသည်စက်ယုံနေဘယ်အချိန်များတန်ဖတ်ကုံသွားလိမ့်မလဲစိုးရိမ်နေရငကဲကတွေးပေါင်းများစွာနဲ့ထမင်းစားနေကအပေါင်းအသင်းများစကားပြောနေသည်ကိုပင်တတိမထားမိတော့ကြည်ဒုကမိုးဆန်မှာသူကြီးလက်မောင်းပုတ်လာပြီးတော့ကိုကဲခင်ဗျားစကားပြောနေကြနေအင်းမလို့အဲမလို့နဲ့ပါလေအင်းကမိမကိုချက်ချင်းတတိရသွားလို့လားရတယ်ဆိုရရလောက်ပါပြီလေဗျာရုပ်ကလည်းချော်ခင်ဗျားပေါ်ကလည်းချစ်ဆိုကျုပ်တော့ခင်ဗျားလိုဘွားမျိုးဘယ်တော့မှရောက်မလဲမသိပါဘူးမိုးဆန်မင်းကလည်းငကဲလို့မင်းလည်းမိမချော်လေးရမှာပေါ့ကွာတန်ပန်စေးရဒေါ်ချောကြီးလေဟဲ့လူခင်ဗျားတော့ဗျာပေါက်ကြရဒေါ်ချောဟိုတော်တဲ့ခင်ဗျားနဲ့တွေ့နေဆိုဟုတ်တယ်ငါမင်းနဲ့အောင်တယ်ပေးမယ်ဆိုတာနဲ့ तू ကငါအနာကြီးကတ်နေတော့တာတကြီးတူလေးကိုချစ်တယ်တကြီးတူလေးကိုချစ်တယ်နဲ့လှုပ်နေတာလေလုံသွားများမှတယောက်နဲ့တယောက်စားနောက်ပြီးတော့ပြုံးရွှေနေကြငကဲသည်လည်းသူတို့ကိုကြည့်ပြီးတော့ပြုံးလိုက်ပြီးတကယ်များထက်ဝတီကပီယာစည်းစွမ်းကြောင့်မဟုတ်ပဲသူ့ဘော်တကယ်ချစ်လင်ဖြင့်ဘလောက်တောင်များကောင်းလိုက်လေမလဲကိုတွေးနေမိပါလေတော့လေငကဲတယောက်အိမ်ရှိမှရှိတဲ့အုံးမြောင်မှာထိုင်းပြီးတော့ဈေးဘောလေးတိတ်ကိုတောက်ရင်အတွေးနယ်ချက်နေမိသူတွေးနေဒီမှာယနေ့ဒီသူပီယာစည်းစွမ်းပြပြီးနောက်ဆုံးနေဖြစ်ပါတယ်ပီယာစည်းကထက်ဝတီကိုထတ်တိုက်ရင်ကောင်းမလားမတိုက်ပဲထားတင်လာကိုတွေးနေမိတယ်ပေါင်းတင်လာဒီမှာ9လကျော်များရှိပြီဖြစ်၍သူဟာမိတို့နီးနေဖြစ်လင်ယောက်ျားဖြစ်နဲ့တတ်မှတ်ရတော်မူမှာမလွဲအေကန်ပြီသို့ပေမဲ့ပီယာဆေးစွမ်းမရှိချိန်မှာသူ့ဘော်လွန်သွားမှမုံတီးသွားမိကိုလည်းကြောက်နေမိထိုအချိန်မှာပြောကိုကဲလာလီကွာအော်ဘယ်သူများပါလဲလို့မိုးဆန်ပါလားတကြီးလေးထွက်မို့လားမဟုတ်ဘူးကိုရဲ့အေးတကြီးကခမောက်တော့ဝတ်သားလာဖို့ခိုင်းတာဟာလာတော်ပဲကွာငါ့မလည်းဝတ်သားစားကျင်နေတာမိမအောင်တော့ပြီးလိုက်လေပြီးရင်လာခဲ့ကွာဆေးလေးတောက်ရအောင်ဟုတ်ကဲ့မိုးဆန်ဝတ်သားတွေအားထပ်ဝတီကိုသွားပေးလိုက်ပြီးတဲ့နောက်ငါကဲစီကိုရောက်လာခဲ့ငကဲကမိုးဆန်ရောက်လာနေခါးသားမှဈေးဘောလေးတရိုးထုတ်ပေးလိုက်ပြီရော့တောက်ကွာကိုကဲဘာတွေးနေရတော့မြဘာမှမဟုတ်ကွာဒီလိုပဲစမ်းမိဆိုင်ရပေါ့ခမောက်ဒီတော့လွမ်းနေရလားမဟုတ်ပါကွာငါမိမရှိတဲ့ရက်ကငါအပျော်ဆုံးရက်ပါပဲကိုကဲတို့ကတော့တိတ်ပြီးတော့စကားတက်တာပဲဗျာအဲ့ဒါတွေကြောင့်မတ်ထပ်ဝတီကခမောက်တားချစ်နေတာထင်ပါဟုတ်ပါကွာကိုကဲခမောက်လိုပဲကြုံမှလေချစ်ရတဲ့ကောင်မလေးရှိတယ်ဗျာဟုတ်လားမင်းနဲ့အဆင်ပြေလားသူကယောက်ျားရဝိုက်လေဗျာဟာဘလို့ဖြစ်တာတော့ပဝင်းကြီးကပြောတာတော့ပီယာစိတ်ခတ်ပြီးယူသွားရပြောတာပဲဟမ်မိုးဆိုင်စကားကြောင့်ငါကဲမလုံးမလဲဖြစ်သွားတတိထားလောက်မိတဲ့မျက်နှာပြတ်ချင်းမျိုးတော့မဟုတ်ပြီမိုးဆိုင်ကကန်းစားကိုလမ်းကြည့်ပြီးတော့စကားဆက်ဆိုလေးပီယာစိတ်ကတာဟုတ်လားမဟုတ်လားကျွန်တော်လည်းမသိပါဘူးဗျာဒါပေမဲ့အခုချိန်သူတို့မိသားစုပြောရွှေနေရတော့ကျွန်တော်သိတယ်ချိန်ကြာလာတော့လေတန်ရုံးစင်ဖြစ်သွားနေမှာပေါ့ဗျာကျွန်တော်သူ့သွားမိသေးတယ်ပီယာစိတ်ခတ်ခံလာလားပေါ့သူကဘာပြန်ပြောလဲအစားတော့ဟုတ်မယ်ထင်တယ်တဲ့အခုတော့မဟုတ်တော့ဘူးလေဘလို့ဖြစ်လဲမိုးဆိုင်ငါနားမလဲသူပြောချင်တာဗျာအခုသူ့စိတ်နဲ့အဲ့လိုချစ်နေမိပြီအဲ့လိုမျိုးပြောတာပေါ့ဩကဲကျွန်တော်လည်းပြန်တော့မယ်ဗျာကဲဗျာကျွန်တော်ပြန်တော့မယ်လီလီကဘာခိုင်းအောင်လဲမသိဘူးအေးပြီးတော့ဒါဆိုမနေ့ပြန်မှတွေ့တာပေါ့မိုးဆန်ငကဲကနှုတ်ဆက်ပြီးတော့ပြန်သွားလေတယ်ငကဲကကန်းဆောက်ကြည့်ပြီးတော့အတန်ကြာလိုက်ထိအတွေးနယ်ချဲ့နေမိ
ဆေးလေးတလိခန့်ကုန်တဲ့အချိန်ကိုရောက်တဲ့အခါတပ်ပြင်းချလိုက်ပြီးတော့ထဝရီယာဆေးထက်မခန့်ဆုံးဖြတ်ချက်ချလိုက်ပါလေတော့တယ်နန္ဒခင်းလင်းအောင်နုနုလေးကြောက်လာချိန်မှာတော့ထဝရီတယောက်မျက်လုံးဖွင့်ပြီးတော့အိယာမှာနိုးထလာခဲ့သူမစိတ်ထဲမှာပထမဆုံးသတိရလိုက်တာကငအုံးပင်ဖြစ်ပါတယ်အဲနောက်သူမရဲ့ဘေးကိုကြည့်လိုက်ချိန်ကိုကဲနင်ဘာလုပ်တာလဲဝရီနိုးနေလားနင်ဘာလို့ငါနဲ့လာအိမ်နေရလဲကိုတို့ကလင်းများကြီးလေမဟုတ်ဘူးငါဘယ်ရောက်နေရလဲထဝရီကြောင့်မျက်နှာမှာချွေးသီးများပြန်နေလေတယ်အဲနောက်ဖြစ်ပျက်ခဲ့သည်များကိုတဖြည်းချင်းမှတ်မိလာပြီးတော့ငကဲဤပါအောင်အားပြင်းနေရိုက်လိုက်ပါတော့တယ်ဘယ်နဲ့ချမ်းမသိရိုက်ပြီးသွားတာနေဝမ်းနေစွာနဲ့ငိုကြွေးလိုက်မိငကဲကမိတို့လောကမသိဖြစ်နေပြီးတော့သူမရဲ့ပခုံးလေးကိုကင်လိုက်တယ်ဒါမဲ့ထဝရီကသူ့လက်ကိုပုတ်ချပစ်လိုက်ပြီးနင်ကတော့လာမထိနဲ့နင်ကလူယုံပါနင်မုန်းနေနင်တပ်ပြစ်ချင်တော့ငါမုန်းနေကိုအမတွေကိုသိပါတယ်ကိုဝရီကိုတကယ်မျက်နှာနဲ့ချစ်တာပါနင်ခွေးတကားမပြောနဲ့နင်ကအလိုမတူပဲအတင်းယူရတာနင်လူယုံပါခုချိန်တော့ကိုဘယ်လိုများနေမှမသိဘူးငါခုချက်ချင်းငါ့ကိုပြန်လိုက်ပို့ပြီဝရီမဖြစ်နိုင်တာမပြောပါနဲ့ကိုနဲ့ဝရီကလင်များကြီးဖြစ်နေပြီအတူတူပေါင်းသိနေတာလဲ6လတောင်ပြည့်တော့မယ်ဘာမှလုပ်လို့မရတော့ဘူးနင်လူယုံပါဝရီကိုတစ်သက်လုံးကောင်းမှဆောက်ရှောက်မှာဝရီရဲ့ငုံစီပြန်သွားလို့တော့ဘလို့မှမဖြစ်တော့ဘူးဝရီနဲ့ကိုလင်များဖြစ်တာ6လတောင်ပြည့်တော့မှာမကြားချင်ဘူးငါမကြားချင်ဘူးချိန်ကြာမြင့်သွားဖြင့်ချစ်ချစ်ခင်နေလာခဲ့တဲ့ငကဲနေထဝရီတို့နေလေးကယနေ့မှအဆူညံသမားကြားရတာကြောင့်အိန္ဒိနာကြီးများဖြစ်ကြတဲ့ဒေါ်များစိန်တယောက်ရောက်လာကဟဲ့ငကဲနဲ့ထဝရီဘာတွေဖြစ်ကြတာတော့တစ်ချိန်လုံးချစ်တွေနေလာကြပြီးတော့မှဘာမှမပေါ့ကြည့်တော့ရဲ့ तू စိတ်ကောင်းနေတာအေးပါကွယ်သမီးထဝရီရေငကဲကသမီးပေါ်တော်တော်ကောင်းပါလေစိတ်မကောင်းနဲ့တော့နော်ကြားလားချစ်ခင်နေကြငကဲမင်းလည်းလှုပ်သွားအောင်မလားကဲသွားလေဒေါ်ကြီးများစိန်ရောက်လာတဲ့ခါကျတော့မှထဝရီလည်းမြည်သည့်စကားမှပြန်မပြောတော့ပဲပြန်အိတ်နေလိုက်ငကဲကအိမ်မှုကိစ္စများကိုပြုလုပ်ပြီးတာနဲ့ငါးဖန်ထွက်သွားလေတော့တယ်အိမ်အောင်မှာအိတ်နဲ့ထဝရီကသူမရဲ့မျက်ဝန်းအိမ်မှာမျက်ရည်လိုစီးကြလာပြီးသူမရဲ့ချစ်သူငအုံကိုသာတတိယ၍နေပါလေတော့တယ်ငကဲတယောက်ဒီရဲ့ဘိုင်းမှာတော်လေးစိတ်ညစ်လို့နေပါတယ်ထဝရီမှာသူ့ကိုတွေ့တာနဲ့ငအုံထန်သို့သာလိုက်ဖို့အတွက်တောက်လျှောက်တောင်းဆိုလို့နေတယ်ထို့အတွက်အိမ်ပြန်မှာဝင်ကြောက်လွန်နေပါပြီအခုလည်းငကဲကလေကြီးပေးလိုက်တဲ့ခေါက်ဆွဲကြော်တုပ်ကလေးကိုကင်ကအိမ်ကိုပြန်လာနေလေတယ်အိမ်ပြောင်းတဲ့အခါအိမ်ပေါက်ဝမှာမိုင်ငင်းနဲ့ထဝရီမှာသူကပြုံးပြလာပြီးကိုကဲပြန်လိုက်လားချိုးသားသားပြောလာတဲ့စကားကြောင့်ငကဲရင်ခုန်သွားလေတယ်ခြေနေကောင်းပြီးတွေးမိပြီးတော့ပြန်လာပြီးဝရီစားဖို့ခေါက်ဆွဲကြော်ယူလာတယ်ကျုပ်ဘာမှမစားချင်ဘူးကုန်းစီပဲပြန်လိုက်ပါနော်ကျုပ်ကိုတောင်းမှမျိုးကုန်းနဲ့ပဲယူမှာဝရီမဖြစ်နိုင်တာမပြောပါနဲ့ဟာငါနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာနင်မသိဘူးလားမသိဘူးကျုပ်ကိုပြန်ဖို့ပြနော်ကျုပ်ဘလို့ပြန်မှမသိလို့ငကဲတော်လေးစိတ်မကောင်းဖြစ်မိလို့သွားထို့ကြောင့်သူကခေါက်ဆွဲတော်တို့ကိုအိမ်မော်တင်လိုက်ကဝရီနောက်ချိန်နင့်ကပီယာစိတ်ခတ်အောင်မလုပ်ပါနဲ့ဟာနင်အဲ့လိုလုပ်လို့မရအောင်နော်ငါကိုအောင်နောက်တစ်ခါမေးသွားလို့မဖြစ်ဘူးနင်လို့မလုပ်ရဘူးနင်ကကိုအောင်မေးလို့မရအောင်ငါလည်းနင့်ကိုမေးလို့မရအောင်ငါတို့ဒုက္ခတွေကလည်းများလိုက်တာဟာနင်ငါ့ကိုစိတ်မခတ်ဘူးမလားနေပိုက်စာနေရောပေါ့ခေါက်ဆွဲတော်စားလိုက်အောင်ငါမိုးဆန်စီသွားလိုက်အောင်မယ်နင်စိတ်မခတ်ဘူးမလားနင်ခတ်လို့မဖြစ်ဘူးနော်ငါကိုအောင်မေးလို့မဖြစ်ဘူးနင်မခတ်ဘူးလို့ပြောလေငါကဲမိသည့်စကားပြန်ပြောပဲမိုးဆန်စီကိုသာထွက်သွားလိုက်တော့ဒီနေ့ကသူတို့နှစ်ယောက်ချင်းလင်များဖြစ်စီမှာ6လပြည့်တော့နေဖြစ်ပါတယ်ထို့တော်တွင်အလုပ်ကြိုးစားပြီးတော့ငွေလေးစုမိတာကြောင့်ထဝရီအတွက်နဂန်းနေပိတ်စာလေးများဝယ်ပေးဖို့မျိုးတက်သွားတဲ့မိုးဆန်အားမှားထားပြီးသွားယူခြင်းဖြစ်ပါတယ်တကြီးအိမ်ဝင်ရောက်တဲ့အခါတကြီးပါဝင်မိုးဆန်တို့တောက်စားနေကြတကြီးကသူဟာသူတို့နဲ့တူတောက်သွားဖို့အတွက်အတင်းတားနေပြီအချိန်တော်ကြာလို့သွားလေအဲနောက်သူကမိုးဆန်တိုင်းမှာမှားလိုက်တဲ့ပစ္စည်းများကိုယူလိုက်တယ်တကြီးတော်ပေးလိုက်တဲ့ထဝရီအတွက်စားစရာများပါယူပြီးအိမ်ကိုပြန်လာခဲ့လိုက်လေတယ်သူအိမ်ပြန်ရောက်တဲ့အခါအိမ်ထဲမှာရေနံသီးမီးခွက်လင်းအောင်မှာလင်းထိန်လို့နေတယ်သူပေးတဲ့လက်ဆောင်များကိုထဝရီမယူမအောင်သိဒါပေမဲ့ပေးမှဖြစ်မိကိုတွေးပြီးတော့အိမ်လေးပေါ်ကိုတက်လိုက်ရှင်သူမြင်လိုက်ရတဲ့အရာကြောင့်လက်ထဲမှာပစ္စည်းများလွတ်ချလိုက်မိပြီးမရှုမလားဖြင့်အသက်ကင်းမဲ့နဲ့ထဝရီရဲ့ခြေစုံအားပွေ့ယူကကျဲလောင်စွာဖြင့်အော်ဟစ်ငိုကြွေးလိုက်ပါလေတော့တယ်ဦးကဲကအထိတ်ကအကြောင်းအများကိုပြောရင်းနဲ့မျက်ဝန်းမှာမျက်ရည်များစီးကြလို့လာပါတယ်တဲ့ရွယ်ကြီးရင်နေမို့လို့သူကြနဲ့မျက်ရည်များကိုမဝိုးတင်တို့မမြင်စေဖို့အတွက်တုတ်လိုက်ပြီးအဲ့ဒီကငါဈေးမခတ်ပါဘူးလို့ပြောခဲ့တင်တာကွာငါပြောခဲ့တင်တာအဲ့တော့ဘာဆက်ဖြစ်တယ်ဦးကဲငါဆရာကြီးစီပြန်တယ်ပြီးတော့အကျိုးအကြောင်းပြောပြပြီးတော့ဆရာကြီးပေးတဲ့အပြစ်ကိုခံယူပြီးတော့ဆရာကြီးကငါ့ကိုဒီနယ်မှာမနေတော့ဘူးပြောတယ်ဘာလဲဆိုတော့ငါအုံးကငါ့ကိုတတ်မှာစိုးလို့ပေါ့ကွာအဲ့လိုနဲ့ငါရှောက်သွားနေပြီးတော့တက်ကြီးမှဒီရေဦးစင်မှာလာနေတယ်ဆိုပါတော့ဒါနဲ့ပြီးခဲ့ပါဦးကဲဟာတကယ်တော့အချစ်စွာဒုက္ခတွေပဲလို့ကျုပ်ကတော့မြင်တယ်မဘိုးတင်ဟာလို့ပြောလိုက်လေတယ်အဲ့ကဦးကဲတစ်ချက်ပြုံးလိုက်ပြီးတော့ဘိုးတင်ပြောမကြည့်နဲ့ဟိုချိန်ကြလိုက်အဲ့ဒုက္ခတွေကိုပဲတိုးဝင်ပြီးခဲ့ကြတယ်သူတွေကြီးပါပဲကွာကျုပ်ကတော့မဝင်ဘူးဗျာဘယ်တော့မှဘိုးဖလန်ဖြစ်မခံဘူးမဘိုးတင်ဟာလို့ပြောလိုက်ရဘိုးတွေကမဘိုးတင်ရဲ့နေရင်ကိုဖျက်လိုက်ပြီးဟမ်လူလေးကလက်တောင်းလောက်ရှိသေးတယ်မင်းကြီးကျယ်တွေပြောနေမင်းတို့ကောင်မျိုးတွေဆိုတာပိုတော်ဆိုးသေးတယ်သွားမင်းတို့ကတော့ဦးကဲအိမ်မှာလှုပ်ရှားချက်လုပ်ပေးလိုက်သွားစမ်းဘိုးတွေကလို့ပြောလိုက်ရမဘိုးတင်ကသူ့နေရင်ကိုလက်နဲ့ပုတ်လိုက်ပြီးတဲ့နောက်တိုင်းနေပေတူးတို့ကခေါ်ကာထမင်းချက်ချင်းရေခတ်ချင်းနဲ့
ထင်းပေါက်ချင်းအမှုများကိုလှုပ်ပေးလိုက်ကြပါလေတော့တယ်အောင်လန်းဘိုးတွေနဲ့ချစ်ဒုက္ခများသည်ကဤမြသောမကြာမီအောင်လန်းဘိုးတွေနဲ့လူကြီးငါတစီမအမိရတဲ့ဇလန်းလေးကိုတင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအောင်လန်းဘိုးတွေနဲ့ချစ်ဒုက္ခများအမိရတဲ့ဇလန်းဖြစ်ပါတယ်နောက်နေ့မှလည်းဘိုးတင်ဇလန်းများဆက်ပြီးတော့ရှိနေမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြပါလေတပါးလေးဖိတ်ခေါ်ရင်းနဲ့ဒီနေ့မှာချင်းမင်းနားဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ